ငါကောင်မလေးကိုလူချင်းလို့ငါအဖေကိုတတ်တာလားဘွားမှာတစ်ခေါက်တော့ကန်းကောင်မိုက်ကြည့်ခြင်းလေစိတ်ချောပေါက်နေမှာဒူတက်ကြည့်ခြင်းလေဗျာ你也真傻的，会要你就傻开不啦？ကျန်သူတွေဝိုင်းနေလို့လားနင်တို့ဒုက္ခရောက်မှဆိုလို့ငါတို့ကတားနေတာ不漏了，表妹呗。我也见，我也在搞别的地，这怎么样？每个礼拜。ကိုပြောင်းထိုင်ရလိုက်ကျွန်တော်သူရဲ့နှောက်ချက်ဖြစ်တယ်လေသူကလေမင်းသမီးလူကြီးသူကနာမည်ကြီးကျွန်တော်94ဖို့ပေါ့你在哪里做喂哩？说话嘞，你做过哩？ကျွန်တော်တယောက်တည်းအသက်ကြီးပုံမှာပေါက်နေတာပေါ့ကိုဘွားလေးကလေကိုမှပဲအေးချမ်းသွားတော့တယ်ချစ်လို့မျိုးချစ်စရာကောင်းတဲ့ချစ်သူလေးရဲ့ချစ်စရာအရန်ကောင်းပြီးအားကိုးရတဲ့တငယ်ချင်းကောင်းကြီးရှိနေပြီဆိုတော့ကိုဘွားလေးအတိတ်ပဲပို့ရှိပါတယ်ကိုတို့လေးယောက်လေဒီလိုပြောရှင်အေးချမ်းချမ်းလေးပဲနေသွားကြမယ်နော်你要把罗尔拖了吗？ငါ့ကိုစိတ်မချတာကိုမကြိုက်ဘူးအေးငါ့ကိုဘေးကောင်းမှစော်ကားလို့မရဘူးဆိုတာပြချင်ဒီလောက်ခံရတော့မတော်မှတ်သေးဘူးလေ你狗人你妈说的弟弟啊，你不都妈妈提有？你狗我狗的话讲。就သူများခိုင်းနေကြောက်မလို့ကျုပ်ကလူပညာသမားအဲ့လိုလူပညာသမားတွေပဲငါရှိမှာအများကြီးကွာရငါလိုလူကမင်းစီမှာဒူးထောက်မလို့မင်းထင်နေရ你不是背他来？你谁啊ငါ့ရဲ့ချေမုံလောက်ပဲရှိ没的。မင်းလိုမိန်းမမျိုးခုချက်ချင်းအစားဖြောက်ပြလိုက်လို့ရတယ်မင်းဘလို့မိန်းမအရှက်နည်းနည်းလေးအောင်မရှိတော့ဘူးဟာလားမင်းကလည်းလောက်ခေါ်ရအောင်ဟုတ်အဲ့လိုငါ့ကိုအရင်တွေ့ကက်တက်တဲ့မိန်းမဆိုလို့ရှိရင်ငါရမ်းမုန်းတာသိလား我说的呀个巴嘞，可怜也要那么说一人呢。ဈေးနေလိုမျိုးချိန်တိုင်းကိုလန်းကိုရှောက်သွားလို့ရတယ်တကယ်ချင်းနေအဲ့လိုမဟုတ်ဘူးလားငါတို့မင်းတို့ရှိတယ်ငါတို့မင်းဒီနေ့ဆိုအားလုံးပေါင်းဘဝတစ်ခုလေးပဲရှိတယ်ငါတို့ဒါလို့လက်မခံဘူး你这讲嘛我家倒闭的了ငါ့ကိုယူသွားအချစ်အတွက်နဲ့ဟာနင်ဘဝကိုလူမိုက်ဆက်သွင်းပလိုက်ဖို့တန်လို့တန်တယ်ငယ်ချင်းအောင်မြင်မှန်းမသိရကောင်ဘဝမှာငါချစ်ရတဲ့လူစီကထင်ကြီးမှုမခံရတာအဲ့ဒါတော့တာယောက်ျားချင်းနေပဲကွာတနက်တွေပေးချတာ